ကျွန်တော်ရဲ့ချစ်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးမင်္ဂလာပါနော်ကျွန်တော်ကတော့ယူတော်မင်္ဂလာချမ်းမှာဆရာဇေယျအောင်ပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေတနင်္ဂနွေသားသမီးတွေကိုတပတ်စာဟောစတန်ဖြစ်ပါတယ်နော်ဒီတော့ယခုကြည့်နေတဲ့ထဲမှာကျွန်တော်ရဲ့ချစ်မိတ်ဆွေတနင်္ဂနွေသားသမီးများပါရှိခဲ့တဲ့ဆိုရင်ကျွန်တော်ရဲ့အကောက်ကလေးကိုအပေါင်းလေးနဲ့အသေးလေးပေးပြီးတော့မှန်လေးတွေကိုလိုရဝင်မှန်ခဲ့ကြပါအောင်နော်ဒီတနင်္ဂနွေသားသမီးချင်းမိတ်ဆွေတွေဒီဘက်ကာလမှာလူမှုရေးနဲ့ပတ်သက်ရင်တော့ဖိအားပေးမဲ့လူတွေပေါ်လာတတ်ပါတယ်နော်ကိုယ့်ရဲ့လောက်ကွက်ကောင်းနေလောက်ကွက်မကောင်းနေနော်ကိုယ့်ရဲ့သတင်းစကားကောင်းနေသတင်းစကားမကောင်းနေနော်ဒီလိုကောင်းတဲ့ရောမကောင်းတဲ့ရောကောင်းတာလုပ်တယ်မကောင်းတာလုပ်တာတွေကိုဖိအားပေးတဲ့လူတွေပေါ်ပေါက်လာတတ်ပါတယ်အဲ့လိုဖိအားပေးတဲ့လူတွေပေါ်ပေါက်နေတဲ့အတိုင်းကိုကလိုက်လို့မဆိုရင်တော့အမှားကြီးမှားသွားတတ်ပါတယ်တဲ့နော်အဲ့တော့ကိုယ့်ဘက်ကိုစဉ်းစားချင့်ရင်ပြီးတော့လူမှုရေးနဲ့ပတ်သက်ရင်ဒီဘက်တော့ပေါင်းသင်းဆက်ဆံလောက်ကင်တင်ပါတယ်တဲ့နော်စီးပွားရေးအလောက်ကင်ဘက်မှာတော့ဒီတစ်ပတ်တာမှာလူအများရဲ့အကူအညီထောက်ပံ့နေရရှိတတ်ပါတယ်ဈေးတွေဆိုလဲဈေးအောင်ကောင်းနေတတ်ပါတယ်နော်တနင်္ဂနွေသားချင်းမိတ်ဆွေတွေကလူတွေအုံနေအောင်ရောင်းရတတ်ပါတယ်ဒီတစ်ပတ်တာမှာအယောင်းဝယ်တွေကောင်းနေပြီးတော့အလောက်ကန်အခွင့်အလမ်းတွေကောင်းနေတတ်ပါတယ်နော်ဒီတစ်ပတ်တာမှာငွေကြေးပိုင်းမှာကြတော့တနင်္ဂနွေသားချင်းမိတ်ဆွေတွေဝင်ငွေနဲ့ထွက်ငွေနဲ့မညီတာကိုတွေ့နေရတယ်တဲ့နော်ဘာကိစ္စတွေကုန်လို့ဆိုရင်ကျမ်းမာရေးကိစ္စတွေနဲ့ကုန်နေတတ်တယ်တဲ့နော်ကျမ်းမာရေးကိစ္စတွေနဲ့ကုန်နေတတ်ပါတယ်တနင်္ဂနွေသားချင်းမိတ်ဆွေတွေကဒီတော့ကျမ်းမာရေးကိုဂရုစိုက်စေချင်တယ်တဲ့နော်ဒီနေရာနဲ့ပတ်သက်ရင်တော့ငယ်သူတွေနော်ចောင်းသားတွေအလုံးလုံးမဲ့အင်နာလူထေဆိုမဲ့လူတွေဒီတပတ်တာမှာကောင်းပါတယ်နော်နိုင်ငံခြားခီးတွေသွားမယ်ဆိုရင်ကောင်းပါတယ်ဒီတပတ်တာမှာဒီလိုကိစ္စရပ်တွေဆောင်ရွက်သင့်ပါတယ်လှုပ်ဆောင်သင့်ပါတယ်ကျမအနေနဲ့ကတော့ဒီတပတ်တာမှာအတွင်းပိုင်းနော်ဝမ်းတွင်းပိုင်းယောဂတွေကြုံတွေ့တတ်ပါတယ်ဝမ်းတွင်းပိုင်းယောဂဆိုတော့ဘိုင်းအောင်ခြင်းဘိုင်းနာခြင်းတပည့်ကလီလာတစ်ခုခုပေါ့ဗျာဒီလိုဟာတွေဒီလိုကိစ္စရပ်တွေပေါ်ပေါက်လာတတ်တယ်ဒီလိုယောဂတွေဖြစ်တတ်တယ်သတိထားသင့်ပါတယ်နော်ယောဂကြီးမှဖြစ်မယ်လို့တော့မဆိုလိုပါဘူးအခြေအနေနဲ့ပတ်သက်ရင်တော့ငယ်သူတွေဖို့တင်းသားသမီးတွေကအခြေအနေနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ချစ်သူကကိုယ့်ပေါ်မှာစိတ်ထားသဘောထားတောင်းလွှဲသွားတတ်ပါတယ်အဲ့လိုမဖြစ်ချင်တော့ကိုယ့်ဘက်ကိုဂရုစိုက်ဖို့တရားနော်ကိုယ့်ရဲ့ချစ်သူခင်သူကကိုယ့်ပေါ်မှာဒီတပတ်တာအတွင်းမှာပဲစိတ်သဘောထားတွေတောင်းလွှဲသွားတတ်ပါတယ်နော်အိမ်တော်နဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့အိမ်တော်ဘက်ကိုတတိယလွမ်းဆွတ်တန်းတာခြင်းတွေဖြစ်ပေါ်နေရတတ်ပါတယ်အနားမှာရှိနေရင်တော့ကိုယ့်အိမ်တော်ဘက်ကကိုယ့်နားမှာမနေခြင်းပဲရက်ဝေးကိုထွက်သွားတာမျိုးတနေကုန်လျှောက်သွားနေတာမျိုးဒါမျိုးတွေကြုံနေရတတ်တယ်နော်ဒီဘက်တာမှာဒီအတွက်ကြောင့်ကိုကအိမ်မှာပဲလွမ်းဆွတ်ပူဆွေးနေရတတ်ပါတယ်ဒီတစ်ပတ်လုံးမှာအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေလှုပ်ဆောင်မှာဆိုရင်ဝတ်ဆင်တင်သောအကောင်းဆုံးအယောင်အသွေးတွေကတော့အဝါရောင်ဝတ်ဆင်တင်ပါတယ်တဲ့နော်အဝါရောင်မှာအစိမ်းနူရောင်အပွင့်လေးတွေပါမယ်ဆိုရင်ပို့လို့ဆင်တင်နိုင်ပါတယ်ဒီတော့ကံရထောက်ပံ့ကိုရရှိအောင်ဒီလိုအဝတ်စားတွေဝတ်ဆင်သုံးစွဲပြီးတော့အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေလှုပ်ဆောင်တင်ပါတယ်တနေ့သားသူချင်းမိတ်ဆွေတွေဒီတစ်ပတ်တာအလုံးမှာအရေးကြီးတဲ့လုပ်ငန်းဆောင်တွေလှုပ်ဆောင်ရန်အဆင်ပြေတဲ့အတွက်အကောင်းဆုံးရေရာကတော့ကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်ဒါမှမဟုတ်ကိုယ့်ရဲ့မိဘကိုယ့်ရဲ့အတော်အမျိုးသမီးပုဂ္ဂိုလ်တဦးရဲ့ကျမ်းမာရေးတရင်ကြားတာနဲ့တွားရောက်မင်းထဲမှာမုံပဲသေးတာတွေတွားရောက်လှူဒန်းပါဓာတ်စာတွေလှူဒန်းပါနော်ဒီလိုကိစ္စတွေလှူဒန်းပြီးတော့မှလူရစုကိုတောင်းနိုင်ပါတယ်နော်စေဝါမလှူဒန်းပါနဲ့စေဝါလှူဒန်းပါလို့မပြောပါဘူးနော်အစားတောက်တွေလှူဒန်းနိုင်ပါတယ်ဒီလိုဟာတွေလှူဒန်းပြီးတော့မှကိုလူရစုကိုတောင်းနိုင်ပါတယ်တပတ်တောင်ကံရဲ့အညက်ခိုက်တွေအားလုံးတည်တော့ပြီးကောင်းရွတ်လူစနာတွေကောင်းစွာရရှိသွားနိုင်ပါတယ်တဲ့နော်ဒီတပတ်တာလုံးမှာတင်းဝင်သားပြီးချင်းမိတ်ဆွေတွေအကျိုးပေးတော့ကဏ္ဍကတော့နှစ်ကဏ္ဍတက်ကဏ္ဍအကျိုးပေးပါတယ်နော်နှစ်ကဏ္ဍတက်ကဏ္ဍအကျိုးပေးပါတယ်ညံရှိတယ်လို့သုံးဆွဲနိုင်ပါတယ်တဲ့ဒီတော့ကျွန်တော်ချင်းမိတ်ဆွေတင်းဝင်သားသမီးများသည်လိုအပ်ချက်အားလုံးပြည့်စုံပြီးတော့တောင်းထားတဲ့စုတွေအားလုံးပြည့်ဝပါစေနေ့ရက်တိုင်းမှာလည်းစိတ်ချမ်းသာစရာတွေဇက်တိုက်ကြုံတွေ့နိုင်ပါစေလို့ကျွန်တော်ဆရာအောင်မှာစုမကောင်းတောင်းပေးလိုက်ပါတယ်နော်